အားလုံးပဲမင်္ဂလာပါရှင် IKEA ရှိရတာရနာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ကျမတို့ဒီဆက်ပြောက်ပေါင်းလေးတွေပေါ့နော်ဆက်ပြောက်ပေါင်းတွေကိုခလေးငယ်လေးတွေကိုပေးဆော့ခြင်းအပြင်ဘာအကျိုးကျေးဇူးတွေရနိုင်တယ်လဲဆိုတာလေးအကြောင်းကိုကျမဒီဗီဒီယိုလေးမှာပြောပြချင်ပါတယ်အဓိကကတော့ကျမကဒီဗီဒီယိုမှာပေါ့နော်ခလေးငယ်တော်တော်များများရဲ့ဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီးတော့ကျမအဓိကပြောပြချင်တာပါအဲ့ဒါကတော့ဒီဖွံ့ဖြိုးမှုနောက်ကျတဲ့ခလေးငယ်တွေအတွက်လည်းဒီဆက်ပြပူပေါင်းဟာအသုံးဝင်တယ်ပြီးတဲ့အခါကျတော့ကျမတို့စကားပြောနောက်ကျတဲ့ကလေးတွေအတွက်ဆိုလို့ရှိရင်လည်းအသုံးဝင်တယ်ဘာလို့လဲဆိုတော့ကျမသမီးလေးလမ်းလျှောက်နောက်ကျတဲ့အချိန်နောက်ပြီးတဲ့အခါကျတော့ကျမတို့ဒီစကားပြောနောက်ကျတဲ့အချိန်ဒီအချိန်တွေအကုန်လုံးမှာဒီဆက်ပြပူပေါင်း therapy လို့ပြောရမှာပေါ့နော်အဲ့ဒါကိုတော်တော်လေးကျမအသုံးပြခဲ့တယ်အသုံးလဲဝင်ခဲ့တယ်ပေါ့အဲ့တော့ဒီနောက်ကျတဲ့ကလေးတွေမှာမဟုတ်ပါဘူးတခြားကလေးငယ်တွေအကုန်လုံးအတွက်လည်းဒီဖွံ့ဖြိုးမှုအတွက်ကိုဆက်ပြပူပေါင်းလေးတွေငယ်ဆော့ပေးတာကအများကြီးအကျိုးရှိတဲ့အကြောင်းပြောချင်တာပါအဲ့တော့ပထမဆုံးကတော့ဗာလဲပေါ့နော်သူတို့ကဒီဆက်ပြပူပေါင်းရဲ့ကသူတို့ကလေးငယ်တွေအတွက်ကို sensory input ပေါ့နော်ဒီအာယုံခံစားမှုအထိအတွေ့ကိုသူတို့ပို့ပြီးတော့အာယုံစိုက်နိုင်တယ်ပြီးတော့ဒါကိုသူတို့သိစေတာပေါ့ဥမာဒီပူပေါင်းလေးတွေလေဆက်ပြပူပေါင်းလေးကိုထိလိုက်လို့ pop ဆိုပြီးပေါက်သွားတဲ့ဟာပြီးတော့ဒီဟာလေးတွေသူတို့အသားလေးတွေပေါ့နော်သူတို့ဒီခန္ဓာကိုယ်ကဒီအသားလေးတွေမှာထိပြီးတော့ပေါက်သွားတဲ့ဟာပေါ့အဲ့ဒီ sensation လေးကိုအဲ့ဒီ sense လေးကိုသူတို့ကိုဒီခံစားစေခြင်းအပြင်သူတို့ရဲ့ဒီအာယုံဒီအထီးအတွေ့ပေါ့နော်ဒီအာယုံခံစားမှုအပိုင်းကိုအများကြီးတိုးတက်စေပါတယ်ပြီးတော့အာယုံခံစားမှုပြဿနာရှိတဲ့ကလေးတွေဥမာအာယုံခံစားမှုအရန်နှိမ့်တဲ့ကလေးတွေပဲဖြစ်ဖြစ်အရန်မြင့်တဲ့ကလေးလေးတွေအတွက်ပဲဖြစ်ဖြစ်ဒီလိုမျိုးဆက်ပြပူပေါင်းရဲ့ဟိုပေါ့နော်ဒီ pop လုပ်တဲ့ဟာလေးတွေကိုခံစားခိုင်းတဲ့ဟာကလည်းဒါသူတို့အတွက် therapy တစ်ခုပါပဲနောက်တစ်ခုကကျတော့သူတို့အမြင်အာယုံနေနဲ့ပေါ့နော်ဒီဘယ်လိုပြောမလဲအယောင်စုံလေးတွေဖြစ်နေတာပေါ့ဘာလို့တော့ဆက်ပြဆိုတော့မှုတ်လိုက်ပြီးရင်ဒီဘောလုံးအကြည့်လေးကအပြင်မှာဟိုလင်းနေတာလေးလေအဲ့ဒါလေးကိုလိုက်ကြည့်ခြင်းအပြင်လဲသူတို့ရဲ့ဒီအမြင်အာယုံလှုံ့ဆော်တဲ့ဟာလဲတိုးတက်လာတယ်ပြီးတော့သူတို့ဒီလိုက်ကြည့်တဲ့ဒီ vision ပေါ့နော်အဲ့ဒါလဲအများကြီးတိုးတက်စေတယ်ပြီးတော့သူကစိတ်ဝင်စားလိုက်ကြည့်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒါအများကြီးအကျိုးရှိတယ်ပေါ့နော်နောက်တစ်ခုကကျတော့စကားပြောဖို့အတွက်ကိုလဲသူကဒါကိုယ်တိုင်သူတို့ဟိုမှုတ်ခိုင်းတာဖူးဆိုပြီးတော့ဒီမှုတ်တဲ့ဒီ blow ပေါ့နော်ဒီလိုမှုတ်တဲ့အခါသုံးရတဲ့ဒီပါးစပ်နဲ့နှာခမ်းအတဝိုက်ကဒီကြွက်သားတွေကိုဒါလေ့ကျင့်ပေးရရောက်တဲ့အတွက်ကြောင့်မို့အဲ့ဓာတွေကဒီကလေးတွေစကားပြောဖို့အတွက်ကိုအများကြီးအကျိုးရှိစေပါတယ်နောက်တစ်ခုကကြတော့ဟိုဒီဘူပေါင်းလေးတွေရွေးချင်မှသူလေဟိုလိုဖူးဆိုပြီးလိုက်မှုတ်တာပေါ့နော်လေထွက်အောင်မှုတ်ခြင်းအပြင်သူတို့ကအဲ့ခုနကပြောတဲ့ဒီ muscle ဒီကြွက်သားတွေကိုများများအသုံးပြုရတာဖြစ်တဲ့အတွက်ကြောင့်မို့တည်ကြတဲ့ကလေးတွေဆိုလို့ရှိရင်လည်းဒီဟိုဒီကြွက်သားလေးတွေပို့ပြီးတော့ဘယ်လိုပြောမလဲတန်မာလာတာပေါ့နော်တန်မာလာပြီးတဲ့အခါကျတော့သူတို့ကဟိုတည်ကြတဲ့အပိုင်းဟိုမှာလည်းပို့ပြီးတော့ဟိုတိုးတက်လာမယ်တည်မကြတော့ဘူးပေါ့နော်ဒါဘာလို့လဲဆိုတော့ဒီကြွက်သားတွေပိုကောင်းလာတာဟုတ်ပြီးတော့စကားပြောနိုင်တဲ့အတန်ထွက်နိုင်တဲ့ဟာတွေလည်းအများကြီးတိုးတက်လာတာပေါ့နော်အဲ့ဒီအကျိုးကျေးဇူးလေးတွေလည်းရှိပါတယ်ပြီးတော့ကလေးတွေကဒီပြေးလွှားဆော့ကစားရတာ outdoor play လည်းဖြစ်တာပေါ့နော်အပြင်မှာဒါမှုတ်ပြီးတော့ဟိုဘောလုံးတွေနောက်ကိုလိုက်ဖမ်းတာဒီလိုမျိုးလေးသူတို့လေးဆော့တယ်လေး bubble လေးကို pop လိုက်လို့အဲ့လိုလိုက်လို့ချင်းအဖြစ်နေတာ coordination ခေါ်တာပေါ့နော်ဒီမျက်စိကမြင်တယ်လက်ကမြင်တဲ့ဟာကိုလှမ်းပြီးလိုမျိုးpop ဆိုပြီးတော့ရိုက်လိုက်တယ်ပြီးတော့ခြေထောက်ကလည်းပြေးပြီးတော့လိုက်တယ်ဆိုတော့ဒီအာယုံခံစားမှုတွေအားလုံးရောဒီကလေးငယ်ရဲ့ဟိုကြွက်သားအကြီးတွေဒါဟိုလမ်းလျှောက်သွားတာလိုက်ဖမ်းတာဆိုတော့ကြွက်သားအကြီးတွေကိုသုံးရတယ်ပြီးတော့ဒီလက်လေးတွေကဒီ fine motor လို့ခေါ်တယ်ကြွက်သားအသေးလေးတွေကိုလည်းသုံးပြီးလိုက်ဖမ်းရတဲ့ activity တွေလည်းလုပ်ရတယ်ပြီးတော့မျက်လုံးကမြင်တာကိုလက်ကလိုက်ဖမ်းနေတာဆိုတော့ဒီဟိုပြောရမယ်ဆိုရင် hand eye coordination ပေါ့နော်အဲ့ဒါလေးတွေလည်းအများကြီးဖွံ့ဖြိုးတိုးတက်လာပါတယ်အဲ့ဒါကြောင့်နောက်တစ်ခုကကြတော့ကျမတို့ဒီဟိုဘူပေါင်းလေးတွေကလေသူတို့ကဟိုအရန်ညင်တတာလေးတွေပဲเนาะသူ sensory အတွက်ကိုကအဲ့တော့အဲ့ရွေးနေတဲ့ဟာလေးတွေဟိုကို့အနားမှာလိုမျိုးပေါက်သွားတဲ့ဟာတွေဒါလေးတွေကတော့ဒီခန္ဓာကိုယ်မှာလိုမျိုးတွေလာထိတဲ့ဟာကလေးတွေကိုဒါသူတို့ဟိုအာယုံခံစားမှုအတွက်ကိုလိုက်ပြီးတော့ဟိုတတိထားမိအောင်လေ့ကျင့်ပေးတာပေါ့เนาะဆိုတော့အဲ့ဒါတွေကလည်းကလေးငယ်တွေအတွက်ဘာမှအရေးမကြီးဘူးလို့ထင်တဲ့ activity လေးဆိုပေမဲ့သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုအများကြီးအထောက်အကူပြုတာဖြစ်တဲ့အတွက်ကြောင့်မို့ဖွံ့ဖြိုးမှုနောက်ကျတဲ့ကလေးတွေမှာတော့မှပဲဒီဆက်ပြပူပေါင်းနဲ့ဆော့တဲ့ therapy ကအရန်ကိုအသုံးဝင်ပြီးတော့အကျိုးကျေးဇူးများတဲ့ကစားနည်းလေးဖြစ်ပါတယ်ဆိုတဲ့ဟာကိုကျွန်မက sharing လုပ်ပေးချင်တာပါ
တခြားထပ်သိချင်တာရှိရဆိုရင်လည်းကျွန်မကို comment မှာမေးခဲ့လို့ရပါတယ်ဟိုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။